Cooling Blade ပါတယ်လက်ကင်ပန်ကားတွေကမေးထားကြတဲ့ customer တို့အတွက်ပစ္စည်းလဲကောင်းပြီး Randy ဆိုလဲအပြည့်ဝပေးတယ် Hat Branding ကလက်ကင်ပန်ကားလေးတွေမျိုးတို့စီမှာပစ္စည်းရောက်ထားပါပြီနော်ဒီလက်ကင်ပန်ကားလေးရဲ့ battery percentage နဲ့ fan speed ကိုလည်း digital display နဲ့ပဲပြပေးပါတယ်ပထမဆုံးအဖွင့်ပိတ်လုပ်မယ်ဆိုရင် power button လေးကိုနှစ်ချက်နှိပ်ပြီးတော့အဖွင့်အပိတ်လုပ်လို့ရပါမယ် fan speed ကိုတော့သူ auto ချိန်ညှိပေးတဲ့အချက်၅ချက်ကိုအသုံးပြုမယ်ဆိုရင် power button ကိုတစ်ချက်စီနှိပ်ပြီးတော့ fan speed ကိုရွေးချယ်လို့ရပါမယ် customer တို့ကိုယ်တိုင်အသုံးပြုခြင်းနဲ့ speed ကိုလည်း power button ကိုဖိထားပြီးတော့ကြိုက်တဲ့ speed ကိုရွေးချယ်လို့ရပါမယ် cooling ဖွင့်ပြီးအသုံးပြုမယ်ဆိုရင်တော့ power button ဘေးက cooling mode clock လေးကိုနှစ်ချက်နှိပ်ပြီးတော့အသုံးပြုလို့ရပါမယ် cooling mode ကအစဖွင့်လိုက်တာနဲ့2စက္ကန့်အတွင်းစအေးလာတာမလို့တိတိတတကိုအေးပြီးတော့ဖုန်းတွေအပူချိန်တက်နေတဲ့အချိန်မှာဆိုရင်လည်း cooling fan လိုမျိုးဖုန်းအနောက်မှာကတ်ထားလို့လည်းရပါတယ်ဘက်ထရီက 4000 mAh နဲ့ဖြစ်ပြီးတော့အားဘယ်နှနာရီခံမလဲဆိုတာကတော့အသုံးပြုတဲ့ fan speed ပေါ်မူတည်ပြီးတော့အချိန်ကြာကြာခံပါတယ် fan တီးတန်အသုံးပြုမယ်ဆိုရင်အနည်းဆုံးနဲ့ဆိုရင်18နာရီဝန်းကျင်အသုံးပြုလို့ရပြီးတော့အမြင့်ဆုံးနဲ့ဆိုရင်3နာရီဝန်းကျင်အသုံးပြုလို့ရပါမယ် cooling mode ပါတွဲသုံးမယ်ဆိုရင်တော့အားကုန်တာပိုမြန်သွားပါမယ် Randy အနေနဲ့ကတော့တစ်နှစ်ကျော် official Randy 18လအထိပေးထားပါတယ်သူ့ထက်မှာဆိုရင်လည်း USB to Type C အသွင်ကြိုးတစ်ချောင်းထည့်ပေးထားပါတယ် portable တည်သွားမယ်ဆိုရင်လည်းအိတ်ထဲမှာအလွယ်တကူတည်လို့ရတဲ့ site ဖြစ်ပြီးတော့လဲဆွဲကြိုးလည်းထည့်ပေးထားတာမလို့လဲဘေးမှာဆွဲလို့လည်းရမယ်အိတ်မှာ key chain လို့လည်းချိတ်ထားလို့ရပါမယ်လဲဘေးမှာဆွဲထားမယ်ဆိုရင်တော့145 ထိကရီအထိပန်ကာကိုလှည့်လို့ရတာမလို့လက်နဲ့မကင်ဘဲနဲ့လည်းအသုံးပြုလို့ရပါတယ်အခုမမေပြပေးသွားတဲ့ cooling blade ပါတယ် Hack Air Perfect လက်ကင်ပန်ကာလေးကိုစိတ်ဝင်စားလို့ဝယ်ယူခြင်းနဲ့ဆိုရင်တော့မမေတို့ရဲ့ A1 Mobile ရဲ့ electronic ဆိုင်ကိုလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်